အားလုံးပဲမင်္ဂလာပါစပေါ့ဘိုက်ကနေပြီးကြိုဆိုလိုက်ပါတယ်ဒီ Chelsea တင်းရဲ့ဘယ်နောက်ခံလူဖြစ်တဲ့ Matt Cucurella ကိုတော့ Chelsea တင်းက Real Madrid အသင်းကိုစုစုပေါင်းပြောင်းရွှေ့ကြေးယူတန်း60နဲ့ရောင်းချလိုက်ပြီးအဲ့ဒါကို Chelsea တင်းက Cucurella နေရာမှာအစားထိုးဖို့အတွက်ဘယ်နောက်ခံလူတို့ကိုလက်ရှိချိန်မှာစတာဖွေနေတဲ့အချိန်မှာတော့ Real Madrid အသင်းရဲ့ဘယ်နောက်ခံလူဖြစ်တဲ့ Alvaro Carreras ကိုခေါ်ယူဖို့အတွက်လက်ရှိချိန်မှာကြိုးပမ်းမှုတွေစတင်နေပြီဆိုပြီးတော့တရင်တွေသိရပါတယ်။ Chelsea နဲ့ Real Madrid အသင်းတို့ကြားမှာတကယ်ကိုကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရှိနေတာကြောင့် Alvaro Carreras ကို Chelsea အသင်းကအရခေါ်ယူနိုင်မယ်ဆိုပြီးတော့ယုံကြည်ချက်ရှိနေရတယ်ဖြစ်ပါတယ်။ဒါအပြင်ပြောင်းရွှေ့ကြေးကလည်းကျွန်တော်တို့ယူတန်း90ပဲပြန်ပေးရမလားပေါ့နော်ဒါတစ်ချက်စောင့်ကြည့်ရမယ် Real Madrid ကဒီ Alvaro Carreras ကို BB ကအသင်းကနေခေါ်ယူခဲ့စဉ်ကဒီယူတန်း90နဲ့ခေါ်ယူခဲ့တာလက်ရှိအချိန်မှာတော့ဒီအသင်းမှာကျွန်တော် Cucurella ကိုခေါ်ယူသွားခဲ့တာကြောင့်ဒီ Real Madrid ရဲ့ Alvaro Carreras ကို Chelsea အသင်းကိုပြန်လည်ရောင်းချပေးမလားဆိုတာကတော့ကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်အဆိုပါ23နှစ်သားစပိန်နိုင်ငံသားကကျွန်တော် Manchester United ရဲ့ Academy ထွက်ဖြစ်ပြီးတော့ Manchester United အသင်းကနေ Benfica နဲ့ Real Madrid အခုလက်ရှိမှာတော့ Real Madrid အသင်းစီကနေ Chelsea အသင်းကခေါ်ယူဖို့အတွက်စတင်ကြိုးပမ်းမှုတွေပြုလုပ်နေပြီဆိုပြီးတော့သတင်းတွေတွေ့ရပါတယ်ဒါအပြင် Chelsea အသင်းက Leverkusen အသင်းရဲ့ကစားမဖြစ်တဲ့ Grimaldo တို့ Newcastle အသင်းရဲ့ကစားသမားပေါ့နော်အရင်က Chelsea အသင်းရဲ့လူငယ်ကစားမဖြစ်တဲ့ Louis Hall တို့ကို Chelsea အသင်းကပြန်လည်ခေါ်ယူဖို့အတွက်စူးစမ်းစိတ်ဝင်စားမှုတွေရှိရပေါ့နော်ဒါကြောင့်မလို့ Alvaro Carreras နဲ့ Chelsea အသင်းတို့ရဲ့အပြောင်းရွှေ့ကလာမယ့်အပြောင်းရွှေ့ရက်တွေမှာဘာတွေဖြစ်သွားမလဲဆိုတော့တစ်ချက်စောင့်ကြည့်ရမယ်လက်ရှိမှာတော့ Chelsea အသင်းက Real Cucurella ကိုရောင်းတယ် Real ကနေ Alvaro Carreras ကိုပြန်လည်ခေါ်ယူဖို့အတွက်လှုံ့ဆော်နေပြီဖြစ်ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်